ဒီလိုမျိုးဆွဲပြနိုင်ဖို့လေတစ်ဖက်မှာတော့ကျွန်မလက်အပူတော်တော်ခံထားရတာအဲ့မှာတွေ့လားအငွတ်1000နဲ့ကိုဖြစ်နေပြီနိုင်ငံခြား vlogger တွေတော်တော်များများဒီဟာလေးတွေစားပြတွေကစားချင်နေရပါတော့ရန်ကုန်မှာလည်းရောင်းတဲ့ဆိုင်လေးရှိတော့ကျွန်မသွားစားထားတယ်ဝက်ဖန်နဲ့တွဲစားဖို့အတွက်ကျွန်မ cheese cake green tea လေးလည်းမှာထားသေးတယ်ဒါလေးကလေ green tea အရသာအရန်မပြည့်မဲ့နဲ့ကွာသူ့ရဲ့ cheese အရသာလေးနဲ့ဟိုးအောက်ခြေအထိနောက်ဆုံးကုန်ကန်နီးထီကိုမှ cheese တွေအများကြီးပဲပါတယ်တော်တော်တောက်လို့ကောင်းတယ်အေးစိတ်မကြိုက်တဲ့လူဆိုရင်တော့မကြိုက်တော့ဘူးဒီဟာကိုကွာဝက်ဖယ်လေးတွေကအထဲထဲမှာ mozzarella cheese မဟုတ်ဘဲနဲ့တခြား topping တွေနဲ့လည်းအများကြီးရွေးလို့ရတယ်။ကျမတို့ဒီလိုမျိုးအမြင့်တိုင်းဆွဲကျင်လို့ cheese နဲ့ရွေးလိုက်တာ။တခြားဟာလေးတွေဆိုရင်တော့တစ်ခုကို6000ပဲ mozzarella cheese နဲ့ကတော့6500ပေးရတယ်။ဒါပေမဲ့6500ပေးရတာနဲ့ကိုတန်တယ်။တကိုင်းကိုင်းလိုက်တိုင်းဒီလိုမျိုး cheese အမြင့်တွေအများကြီးထွက်လာတာကွာ။နောက်ဆုံးကုန်ကန်နီးထီကိုအဲ့ဒီ mozzarella cheese တွေကပါနေတော့မယ်။ဝက်ဖယ်တစ်ချက်နဲ့ဒီလိုအေးတစ်ခွက်ဆိုရင်လူတစ်ယောက်တော်တော်ဘိုက်ပြေတယ်။ဆိုင်လိမ့်စာလေးကအင်းစိန်လမ်းမပေါ်ဒုက္ခမှတ်တိုင်တဲမှာရှိရဲ sweet tea ဆိုတဲ့ဆိုင်လေးပါ။ဆိုင်တိုင်းစားဖို့အတွက်ဆိုရင်တော့ဆိုင်ရနည်းနည်းလေးတော့ကျင်းတယ်။ mozzarella cheese တွေကိုဒီလိုမျိုးအရှည်ကြီးဆွဲကျင်နေဆိုရင်တော့ယူရိုလည်းတစ်ခေါက်လောက်တော့စားကြည့်ပေါ့နော်။ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ။ Bye